Hey, form up on me. Form up on me. Hello, အားလုံးမင်္ဂလာပါ Mr. PC1 Gaming YouTube Channel ကနေမိတ်ဆွေတင်ငယ်ကျွန်တော်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဟုတ်ကဲ့ဒီတစ်ခေါက် video လေးကတော့ကျွန်တော်တို့ PUBG Mobile မှာ Carrot G ဆိုတဲ့ဒီ Sura Comalis Nor Skin Event ထွက်ရှိထားရပေါ့နော်ဒီ create ပုံးလေးမှာတော့မိတ်ဆွေတင်ငယ်ကျွန်တော်အနေနဲ့ဒီ Carrot G ဆိုတဲ့ဒီ Comalis Skin ကိုပေါ့နော်မိတ်ဆွေတင်ငယ်တို့ UC နည်းနည်းလေးနဲ့ရနိုင်မလားဆိုတော့ကျွန်တော်အနေနဲ့ရှင်းပြပေးမယ်ပေါ့နော်ပြီးတော့ကျွန်တော်အနေနဲ့လည်းဒီ Carrot G ကိုကျွန်တော်နေ့စဉ်တစ်နေ့ပြောရမယ်ဆိုရင်တော့တစ်ချိန်ပေါ့နော် UC နည်းနည်းလေးနဲ့ကန်ဆန်းလို့ရတယ်ပြီးဒီ Carrot G မှာပေါဝင်လာတဲ့ဒီ skin ကိုလည်းကျွန်တော်အနေနဲ့ပေါ့နော် free ကန်ဆန်းလို့ရတဲ့နီလန်လည်းရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါဒီကနေတော့ဒီ Carrot G ဆိုတဲ့ဒီပေါ့ဒီ skin လေးရယ်ပြီးသူ့ရဲ့အတန်ရယ်ပေါ့နော်ပြီးသူ့ရဲ့ emote ရယ်ပြီးတခြားသောတော့ purple skin တွေပြီးတော့ hammer skin တွေဒါတွေပါဝင်လာမယ်ပေါ့နော်ဒီ create ပုံလေးထဲမှာပေါ့နော်ပြီးတော့ဒီ skin တွေရဖို့ကဆိုရင်တော့တော်တော်လေးကိုတော့ UC ကုန်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်အချိန်တရားတစ်ခါကန်ကောင်းနိုင်တယ်ပေါ့နော်ဒီထဲမှာဆိုရင်တော့မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့အချိန်တရားဆိုရင် UC ကတော့တော်တော်ကြီးကိုများရပေါ့နော်အချိန်တရားဆိုရပမာဏလေအဲဒီတော့ကြောင့်မလို့ဒါကတော့မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့လည်းဒီ UC 9000ကတော့အနည်းဆုံးသုံးရမယ်ပေါ့နော်ဒါပေမဲ့ဒီ Carrot G ဆိုတဲ့ဒီ Comalis skin ပေါက်မပေါက်တော့မသေးကြဘူးပေါ့နော်အခုကျွန်တော်အနေနဲ့ပထမဆုံးဟို UC short လေး30ကျော်နေကျွန်တော်နဲ့ပထမဆုံးကန်ဆန်းကြည့်မယ်ပေါ့နော်အဲ့ပေါက်မလဲကြည့်လိုက်ကြအောင် Okay ရောက်စေးပါကွာOkay ဒါဆိုတော့မိတ်ဆွေတကယ်ကျွန်တော်ဒီ Carrot G ဆိုတဲ့ဒီ Comalis skin ကိုတော့ဘယ်လိုမျိုး UC မသုံးမဲနဲ့ free ကန်ဆန်းလို့ရတယ်ပေါ့နော်သူရဲ့ event လေးတွဲရှိထားရပေါ့နော်ဒီ event လေးကိုမိတ်ဆွေတကယ်ကျွန်တော်နေဝင်လိုက်ပါဝင်ပြီးသူပေးထားတဲ့တော့ mission လေးတွေပေါ့နော်ဒီ mission လေးတွေပြုလုပ်ရမယ်ပြုလုပ်ပြီးသွားတယ်မိတ်ဆွေတကယ်လို့သူမှာ coin များလေးတွေရရှိလာမှာပေါ့ဗျာဒီ coin များလေးတွေကိုစုဆောင်းပါစုဆောင်းပြီးမိတ်ဆွေတကယ်ကျွန်တော်စီမှာဒီ coin များ60ကျော်သွားတဲ့တပြိုင်တည်းဒီ Carrot G ဆိုတဲ့ဒီ create ပုံးလေးအတွက်တော့ free တစ်ချိန်ကန်ဆန်းခွင့်ရမယ်နော်ကူပွန်လေးတခုရရှိလာမယ်ပေါ့နော်ဒီကူပွန်လေးကိုမိတ်ဆွေတကယ်ကျွန်တော်ရဲ့စုဆောင်းထားတဲ့ဒီ coin များလေးနဲ့လဲရမယ် coin 60ဆိုတာနဲ့ဒီကူပွန်လေးတစ်ကတ်ပေါ့နော်ဒါလေးရရှိမယ်ဒီကတ်လေးတစ်ကတ်နဲ့မိတ်ဆွေတကယ်ကျွန်တော်ရဲ့ဒီ Carrot G create မှာတော့တစ်ချိန်တော့ free UC 300လိုပဲနဲ့ကန်ဆန်းလို့ရမယ်ပေါ့နော် Okay အခုကျွန်တော်အနေနဲ့ဒီ Carrot G create ပုံလေးတော့ကူပွန် free တစ်ခုနဲ့တော့စပြီးကန်ဆန်းကြည့်မယ်ပေါ့နော်ဒီတစ်ခေါက်မှာလည်းတော့အနေနဲ့ဘာပေါက်မလဲကြည့်လိုက်ကြအောင်ပေါ့နော်များသောအားဖြင့်တော့ Matic skin တွေတော့ဒီ legendary skin တွေလည်းကန်ကောင်းရင်ဒီ free တစ်ချိန်နဲ့လည်းပေါက်နိုင်တယ်ပေါ့နော်Okay ဘာဒီ Okay ဘာမဆိုးလို့ပြောရမယ်ပေါ့နော်ဒါမိတ်ဆွေတကယ်ကျွန်တော်နေနဲ့ဒီ coin များလေးတွေစုပြီးဒီ Carrot G ဆိုရယ် create ပုံလေးမှာတော့နေ့စဉ်နေတိုင်းတော့ free တစ်ချိန်လောက်တော့တော့ကန်ဆန်းခွင့်ရနိုင်တယ်ပေါ့နော်တကယ်လို့မိတ်ဆွေတကယ်ကျွန်တော်လည်းကန်ကောင်းရင်လည်း Matic skin တွေပေါက်မှာပေါ့ဗျာကျွန်တော်ကတော့အခုလုံးဝတော့ Saber coin နဲ့ညသွားပြီပေါ့နော် Okay ပါမိတ်ဆွေတကယ်ကျွန်တော်လည်းဒီ Carrot G ဆိုရယ်ဒီ Comalis skin ကိုကြိုက်မကြိုက်ကျွန်တော်ရဲ့ဒီ video ရဲ့ comment မှာဝင်ရောက်ပြောကြားနိုင်ပါတယ်နော် Okay ပါဒီခု video လေးကတော့ဒီလောက်ပါပဲနော်ဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုရင်မိတ်ဆွေတကယ်ကျွန်တော်အနေနဲ့ subscribe ပြုလုပ်နေပါတယ်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတကယ်ကျွန်တော်ဒုတိယဆင်စီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှပြန်တွေ့ကြမယ်နော် Okay အားလုံးပဲ bye bye